ပီလာအသင်းကိုနိုင်ယူလိုက်တဲ့ပွဲပြီးစံချိန်မှတ်တမ်းကောင်းများစွာနဲ့ United အသင်းရဲ့လားရာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်ရီချမ်းပါ United အသင်းဟာယမန်နေ့ညမှာရှင်ပြိုင်ကစားခဲ့တဲ့ဘီလာအသင်းနဲ့ပွဲစဉ်မှာတော့3ဂိုးပြည့်နဲ့ထိုက်တဲ့နဲ့အနိုင်ယူနိုင်ခဲ့သလိုအဆင့်3နေရာကိုလည်းအခိုင်အမာရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒါအပြင် United အသင်းဟာ Chelsea, Liverpool တို့ရဲ့ရလက်ဆိုးတွေကိုအခွင့်ကောင်းယူနိုင်လိုက်ခဲ့ပြီးအဆင့်2က Man City အသင်းရဲ့ခြေကျော်လာမှုကြောင့်ရမှတ်9မှတ်သာကွာဟလာခဲ့သလိုအဆင့်2နေရာကိုပါချိန်ချောက်လာနိုင်ခဲ့ပြီလို့ပြောရမှာလည်းဖြစ်ပါတယ်နောက်ထပ် record တစ်ခုကတော့ဘီလာနဲ့ပွဲပြီးမှာအသင်းကောင်းဆောင် Bruno Fernandes ဟာ United အသင်းရဲ့ဂန်နဝင်စင်းထဲကိုပါဝင်လာခဲ့ပြီး United အသင်းကိုစတင်ရောက်ရှိလာကြတဲ့ကဂိုးဖန်တီးမှုအကြိမ်100ပြည့်မြောက်ခဲ့သလိုအသင်းရဲ့ဂန်နဝင်တူဦးဖြစ်တဲ့ David Beckham ရဲ့တရားသီအတွင်းဂိုးဖန်တီးမှု15ချိန်ကို16ချိန်နဲ့ကျော်ဖြတ်နိုင်ခဲ့ပြီးစံချိန်အသစ်ကိုလည်းရေးထိုးနိုင်လိုက်ခဲ့ပါတယ်ဒါအပြင်အသင်းကောင်းဆောင် Bruno Fernandes ဟာ Premier League မှာတရားသီအတွင်းဂိုးဖန်တီးမှုအကြိမ်20စီပြုတ်လုပ်ထားနိုင်ခဲ့တဲ့ဟွန်နဒီနဲ့ဒီဘရိုင်းတို့ရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ဖို့အတွက်9ချိန်သာလိုအပ်တော့တာဖြစ်ပါတယ်။အခုချိန်မှာ Premier League ပြိုင်ပွဲဟာပွဲစဉ်30သာရှိသေးတာမို့ပြိုင်ပွဲပြီးဆုံးဖို့10ပွဲအထိလိုအပ်သေးတာမို့လက်ရှိပြတ်သားနေတဲ့ Bruno Fernandes ရဲ့ခြေစွမ်းရဆိုရင်တေချာပေါက်ထပ်မံရရှိသွားနိုင်မဲ့စံချိန်မှတ်တမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။နောက်ထပ်ချီးကျူးရမယ့်သူကတော့နီးပြမိုက်ကယ်ကာရွေဖြစ်ပြီး United အသင်းပိုင်ရှင်တွေဒီရာသီလှုပ်ဆောင်ပေးခဲ့မှုတွေတဲကအမှန်ကန်ဆုံးရွေးချယ်မှုတစ်ခုလို့လည်းပြောရမှာဖြစ်ပါတယ်။မိုက်ကယ်ကာရွေမရောက်ခင်က United အသင်းဟာခြေစွမ်းအတက်ကြအလွန်ကိုများပြားပြီးအဆင့်9 8တောက်မှသာရုန်းကန်နေရတဲ့ United အသင်းဟာလက်ရှိချိန်မှာတော့ Champions League ဝင်ခွင့်အတွက်ဖိအားသိမ်းမရှိတော့တဲ့အနေအထားကိုရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ကာရွေစတွင်ကင်ကွယ်ခဲ့တဲ့9ပွဲမှာတပွဲသာတေကြကတပွဲရှုံးနေထားခဲ့ပြီးပွဲအထိအနိုင်ရရှိကအိမ်ကွင်းပွဲတိုင်းကိုရာနှုန်းပြည့်အနိုင်ရယူထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ရာသီကုန်မှာချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင်တော့မိုက်ကယ်ကာရီကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရအောင်မှလည်းဖြစ်ပါတယ်။မနစ်ကရာသီမှာသွင်းကိုတကိုရရှိဖို့တောင်တော်တော်လေးကိုရုန်းကန်နေရတဲ့ United အသင်းဟာအခုချိန်မှာတော့တန်းရာကျော်အသုံးပြုပြင်ဆင်ထားခဲ့တဲ့အကျိုးဆက်တွေကိုစတင်ခန်းစားနေရပြီးတိုက်စစ်ကစားသမားတွေကလည်းသွင်းကိုတွေကိုစီနဲ့ United အသင်းကိုလမ်းကြောင်းမှန်ပေါ်ကိုပြန်လဲဆွဲတင်ပေးနေကြပြီပဲဖြစ်ပါတယ်။ပီလာနဲ့ပွဲပြီးမှလည်းအသင်းရဲ့ပြည်သက်တွေဟာကွဲလေကစားသမား Casemiro ကိုနောက်တရာသီထပ်မံနေပေးဖို့အတွက်တောင်းဆိုမှုတွေများစွာကိုလည်းထွက်ပေါ်လာခဲ့သလို Michael Carrick လက်ထက်မှာရွှေဖြစ်လာခဲ့တဲ့ကိုဘီမိန်နူကိုလည်းအထူးတလဲချီးကျူးမှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဆိုတော့ပီလာအသင်းကိုနိုင်ယူကျော်ပြစ်နိုင်ခဲ့တာဟာ United အသင်းတွေဘက်ပေါင်းဆောင်ကအပေါင်းလက္ခဏာဆောင်လာခဲ့ပြီးပျော်ရွှင်စရာနေရွယ်များစွာနဲ့စံချိန်မတန်းကောင်းများစွာရရှိခဲ့ပါကြောင်းတင်ဆက်ရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့ပြီးအားပေးခဲ့ဖို့တောင်းဆိုရသည်ခင်ဗျာ Facebook ကကြည့်နေတဲ့ညီကိုများလည်း follow လေးလုပ်ခဲ့ပေးဖို့မြစ်တာရက်ခံပြရသည်ခင်ဗျာကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ